သိစားမှာဟောဒီကမှာတကယ်ဒီတော့အဲ့ဒီများလည်းမတူတဲ့ဆယ်ရဆယ်ရဆယ်ရကောင်းလေးပါဇက်ဒီလည်းမြို့ဒီထပ်ကုန်မှာဖြည်းဖြည်းပြောပါရဲ့ရပြဆယ်ရီရတယ်ဘယ်နဲ့ဆယ်ရီရတော့အေးဟိုဆယ်ရီရလို့ပါမင်းကိုရီးယားလို့ပါကိုရီးယားအမလေးဒိုဆိုင်တဲ့တကယ်တော့တကယ်လားလို့ဟိုကကိုရီးယားရတာတဲ့ကိုရီးယားပူတယ်အော်သူကိုရီးယားမင်းသားလို့ပြောတာကိုရီးယားနိုင်ငံကအဲ့ကြောင့်ဆယ်ရအမေဆယ်ရီရကိုလို့ဆယ်ရီရအေးဆက်တယ်ကျော်တော်ရဲ့ရောလာဒီစားကြည့်လိုက်ကြည့်လိုက်စမ်းပါကျော်တော်ရဲ့ရောလာဒီစားကြည့်လိုက်ကိုချဖြိုးဟုတ်ပါမရှိဖြိုးရလူလားကိုအဲ့ကောင်လောကကျိုးချောနေအေးကွာဘူးကျွန်းဆိုတာကွာအဖိုးမင်းသားတွေကဟိုကွာကိုချိုးတော့ဘယ်နည်းလဲအဲ့ဒီမသိဘူးလေအဲ့ဒီမင်းသားတွေကအဲ့ဒီမင်းသားကိုချိုးလေစိုက်ပြရဲ့မလေးစိုက်ကြအိမ်မောင်းတီဗီရောရှိရောရှိကိုပြက်နေတာမပြင်ပေသူ့ပြင်ရတယ်မပြင်ပေဘူးတော့မှမပြင်ပေဘူးတော့မှအောင်ကြီးဝဲမပြင်ပေဘူးအေးလို့ပြောကျော်လာကိုချဖြိုးဖြိုးတော်ရဲ့ကြီးကတခြားကြည့်လိုက်ကျော်တော်ရဲ့ကြီးကအဖိုးအမေအဖိုးအဖိုးတော့မသိဘူးဘဖိုးပဲတွေ့ရတယ်လားဟုတ်တယ်အဲ့ဘဖိုးရလာခဲ့တဲ့လက်ဖေကိုပုတ်ချင်လို့လေအော်ဒီကောင်မသိဘူးအဖိုးမင်းသားပြောတာအဲ့ဒီအဖိုးမင်းသားပြောတာဟိုလျောက်ဟိုမင်းသားလေးကကိုမင်းသားလေးမင်းသားဟိုကိုကျွေးရမိုးကျွေးရမိုးကိုကျွေးရမိုးကိုကျွေးရတယောက်မှနားမလည်ဘူးရောဘာသာတဲ့အချင်းလောက်စားပြီးဘာတွေဝါစားနေတာလဲတိရဲစားဒီကိုနေမသိဘူးကဲအဖိုးဘယ်ကရောက်ပြောပဲကြည့်ကျိုးတယ်ညွှန်ကြတော့ကျိုးတယ်ညွှန်လေးထုံပြလိုက်အင်္ဂုလိမာလားဟာအဲ့ကောင်မနစ်စီလို့မနစ်စီလို့ပါလည်းလို့ညရေးဖြစ်တာလေရေးဖြစ်တာလေဟုတ်လားသူဆိုင်ကဟိုဘက်ညွှန်လေးထုံကြည့်ထုတ်လိုက်ထုတ်လိုက်ညွှန်ကျုံဝါရောက်တယ်လို့ဟာလောက်တော့မလို့ပေါင်းတလေးရမရလေစားကျိုးတယ်ညွှန်ကမလေးစီတူမလေးစီအချစ်တမှုနဲ့မန်ဂါကြီးအချစ်တမှုနဲ့မန်ဂါကြီးပြောလိုက်စမ်းလက်ခံတော်လာစီကအဲ့ဒါစွမ်းစာနီရောင်စုံမီတွေရောင်စုံလာတွေရှုမိုင်းမိုင်းမကရလေကမေဒီလိုမို့လားဘိုက်ကိုဟဲ့ရောအော်မင်းကလည်းသူများလို့လည်းမဟုတ်ဘူးဒီပဲပြင်နေပါတင်노ချောင်းနေလည်းပိတ်ကုန်အောင်မယ်ဖေးရဖို့လောက်ပါဘာလို့သားလို့လားမမြင်ဘူးပါဘူးသူများညံတော်လို့ချိုးပါလားအော်သူတင်သားတာစွမ်းသားနီးမလီကောင်းသွားပြီညီလေးအဲ့ကောင်မတင်သားတယ်လို့လှုပ်ဆက်တော့တင်သားလိုက်စမ်းအားကြောင့်ပြောတယ်ကိုဖိုးတင်မခေါ်နဲ့ပြောတယ်အေးငါခေါ်တော့ဘာဖြစ်လို့မတင်သားလို့အကျွေးဒီပတ်စီလို့ဆရာမင်းမဆိုင်ငါကိစ္စမင်းကငါတောင်းတာပြောကြည့်တယ်မကကြီးအဲ့ဒါစွမ်းစာနီးစွမ်းစာနီးရှိုးစောရင်ဟောဒီဂွေးစီလေးကခွေးအောင်ဝင်တယ်ဆိုင်ကြတွေ့လိုက်စားချာတွေ့သားပါလို့လိုက်သားပါအိုးလောက်သားပါလို့ခါရဲငွေတော့မပြီးခါရဲရှော့ပါနားအေးတာငွေတော့မပြီးတော့ဒီခါရဲတီတော့နားအေးတာလေရှုပ်လို့ပြောအေးပါမေးမလည်းကဘူမားနဲ့ကလို့မင်းတို့ဘယ်နဲ့ဘိုးတီးနဲ့ကဘူမားနဲ့ကငါတို့ဆိုင်ကြမင်းတီတော့လို့ဒီကွာမင်းကဒီကြောက်ဆောက်ချက်ကွယ်ဘူလာလန်းနဲ့လာမလို့ဟောအေးအဲ့ရောက်သွားမေးစီပြောပါပြောတယ်မေးစီလေးကဖိုးချီတဲ့ရခေါ်တရားညကထူတယ်ပြောစရကလူပြေကြပါလေဒီနေ့ဒီရတယ်စိတ်ကဘုံကြီးပါလာတယ်ကျိုးမယ်တဲ့ကာဘာကြီးတော့အဲ့နှခမ်းကြီးကတော်ကြက်ကြီးတုံးမှာတော့ဝါမဖူးကြီးကြနေဖိုးစစ်မျိုးကြုံလို့တော့ရှင်ကြီးရောဟိုတို့ပါတော့ဟိုဖျားကုန်းကိုလည်းမမေးနဲ့ကျိုးလည်းဖိုးစစ်မျိုးမပေးအေးလို့ဖိုးချစ်တဲ့ဒါလည်းညီမျိုးသွားမှာတခါလည်းပြောချင်တာညီမျိုးသွားလက်ရှိကိုရှုပ်တယ်ပြောဟုတ်တကယ်ရှိရလားထိသွားသေးနည်းပြောတယ်ကွာပြောတမျိုးရှိဖို့မပါမတကယ်ထိတော့ကွာဟဲ့ကောင်ကိုပြောတမျိုးရှိဖို့မပါဖြိုးစော်ရဲ့ရခုံးမွေးကဘယ်သူလို့ဟန်စာ
ဇာလီပါလေ ဝဲဝဲဝဲ ဖေးဘယ်လိုပြောခိုင်းလို့ရှောက်ပြောနေတာ ဆိုင်တဲ့ဖေးမဝဲနေပါ ဘယ်တော့အချောင်းကြည့်လား အမလီညနေအမလီဝင်းကောင်ပို့တယ်ပါ ဝင်းတဲ့ကောင်ကဖေးလေးရတယ် ပွေပွေနဲ့အချင်းနဲ့လဲပင်းတယ် မင်းတို့အဲလေးကြီးပါလေဆိုတော့တိတယ်ကြောက်နေကြောက် တို့ကဒီလိုအိတ်လာလေ အဲကောင်ကလည်းကောင်းပြောကောင်းပြော အပြန်နေရတွဲကြည့် ပြန်ရတော့ကြည့်တော့ အပြန်နေရတွဲကြည့် ပြောတော့ ဖြိုးစော်အိမ်မှာမက်ဆက်ဘာမှမရှိ ဟဲ့ကောင်ရှိပါတယ်ချမ်းသာပါလေကောင်းရ လာတပြက်တရောင်တူတောင်းကြ ပြောတော့ လောက်စားတာကထောင်စား ဟာဆိုင်စီရပါကောမင်းอ่ะ နှာခေါင်းပြကြတော့ဖက်ကြီးလို့ ဟဲ့ ခတ်ပြီးဆိုမလာတူးနဲ့ အဲပြောတော့ ကဲဝိုင်းရကတနာယူပြီး အာ ကျိုးသားလိုက်တနာယူ ဝါ တနာယူ မာဟာ အမလေးမလိုက်လိုက်တော့ မင်းကငရုတ်ပြီးဟုတ်တင်တာတနခါပြင်လက်ကားပြင်တာမာ မလိုက်တာ တော့မျိုးနိုင်အကောင်းမလို့နားထားတယ်ပြီးရတာဒါပဲ အဲဒီတနာယူပါ ခွေးမျိုးနိုင် ဟဲဟာမျိုးနဲ့ခွေးမျိုးတွေလေအမလေး အားကြမခါပေါ်ကြည့်စမ်း ဟဲ့ အေးဦးလေး နောက်တော့တော့အချိန်မရတော့စိုင်းလေးရအောင် အေးပါအေးပါတော့ငါအေးကိုအနေလာလာကြည့် မလီ တစ်ဖက်တော့မကြွေးဘူးလေ သူ့ရပြောမယ်တွတ်တွတ်ခွာပြီးတွေ့ကြီးကြီးလေးကိုလဲလာခိုင်းနေတယ် လာလာကြည့်ငါအေးကို အဲ့တော့ဒီဘက်တည်း ခင်ဗျ အဲ့ကောင်အော်တောက်တော့မကြဘူးနော် အညီလေးကမင်းကကွာငါရှိတယ်ကွာငါတော့နေတယ် အဲ့ဒါကျွန်တော်ဒီကောင်ဆက်ပေးအောင်နော် ရတယ်မူလဆင်မှာတိပြမှာဖြိုးတော်ဟိတ်အဓိကရထားအလူတော်မင်္ဂလာပွဲမှာတီးတာဖြိုးတော်ဟိတ်တေချာမှတ်တာဆိုင်လိုက်တဲ့ဆွေးသားသားမြေအောင်တီးတာပါဟာဒီလက်ကလေးနဲ့တီးတာမပြောဘူးကြောက်တော့လောက်ပါလားတိကတဲ့နေမှာမညာပါဘူးဗျာတီးလုံးနဲ့ပလုံးက20လုံးပါရောသားဟဲ့ဟာဒီတိုက်တဲ့ဘိမမို့အောင်မင်းအခက်ဆုံးလက်ဆိုတာပြန်စမ်းကွာ သာအကြီးကြတာ အေး